မကွေးရတဲ့တပုတ်ကိုကြည့်အောင်ပါမကွေးတိုင်းပွင့်ဖြူနဲ့ဆလင်းမြို့နယ်တို့မှာနန်းထိုက်တော်ဝင်ခီးတဲ့တင်ကားပေါ်ကနေလူငယ်တွေကိုစစ်တပ်ကဆွဲချကပေါ်တာဆွဲဖမ်းဆီးမှုအပါအဝင်လူငယ်၈ဦးကိုစစ်မှုထမ်းပြေခေါ်ဆောင်ခြင်းခံခဲ့ရတယ်လို့ပြည်သူညီနောင်ဆလင်းသတင်းနဲ့ပြန်ကြားတာဝန်ခံဖြစ်တဲ့ကိုပြည်သူကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်အော်တိုဘာလ17ရက်နေ့ကပွင့်ဖြူမြို့နယ်မှာရန်ကုန်မကွေးဆလင်းစင်ပြူကျွန်းပြေးဆွဲနေတဲ့နန်းထိုက်တော်ဝင်ခီးတဲ့ရင်ကိုကပြည့်လမ်းခွဲအရောက်မှာစစ်တပ်ကတားဆီးစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာကားပေါ်ကလူငယ်9ဦးကိုခီးတဲ့တင်ကားပေါ်ကနေဆွဲချပြီးပေါ်တာဆွဲဖမ်းဆီးခဲ့လို့လည်းကိုပြည်သူကပြပြပါတယ်။အလားတူအော်တိုဘာလ12ရက်နေ့မနေ့6:15မိနစ်လောက်ကလည်းဆလင်းမြို့နယ်စိတ်ကြီးကျွေးရကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးလူငယ်တဦးကိုပေါ်တာဆွဲဖမ်းဆီးသွားလို့လည်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာစစ်မှုထမ်းအပတ်စဉ်18တွဲပြည်သူတွေကိုစက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်ပြီးဆလင်းမြို့နယ်နဲ့ပွင့်ဖြူနယ်တို့မှာအော်တိုဘာလအတွင်းမှာလူငယ်26ဦးဖမ်းဆီးခံရပြီးလူငယ်10ဦးမှာစစ်တပ်ကိုအခကြေးငွေပေးကပြန်လည်လွတ်မြောက်လာခဲ့လို့လည်းသိရပါတယ်။ဒါအပြင်စစ်တပ်ဟာဆလင်းမြို့ပေါ်နဲ့ပွင့်ဖြူမြို့ပေါ်တို့မှာလည်းအင်းစီးကားတွေနဲ့နေရောညပါလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့မကွေးတိုင်းတွင်မှာလည်းပေါ်တာဆွဲဖမ်းဆီးမှုတွေကိုတော့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးတွေကအဓိကဦးစီးဖမ်းဆီးနေတာဖြစ်တယ်လို့ငွေနဲ့ရွေးမရနိုင်တဲ့လူငယ်တွေကိုတော့စစ်မှုထမ်းတင်နန်းကျောင်းတွေကိုပို့ဆောင်လိုက်တယ်လို့လည်းဒေသပြည်သူတွေစီကနေသိရပါတယ်ရှင်။